Lava that's all go other nipping villain myself now. Hello, Lava go Joro Sangizi, I said Marlo Mopu so yo nay ထိုးရတော့အဲ့ဒါဆိုလို့ရှိရင်ဘာတွေဖြစ်မလဲဆိုတာကျွန်တော်ဆက်နဲ့စစ်စေးပေါင်းစစ်စေးနီးလေးတွေပြပါမယ်နော်မင်္ဂလာပါကဲနီးပညာလည်းမျှဝေနဲ့ကျမကြီးလည်းကြိုးစားကြပါလို့အခုဆိုလို့ရှိရင်ကျွန်တော်ဒေါက်တာကြီးပြန်ဆက်နဲ့ဘယ်လိုပြုပြင်ရမှာဆိုတာလေးတွေဒါပြပြပါမယ်နော်ကဲအခုဆိုလို့ရှိရင်ကျွန်တော်ဆက်ထိုးကြည့်မယ်မင်္ဂလာပါလို့ကဲကျွန်တော်ဒီပညာတွေမျှဝေပေးတဲ့ချက်မှာလိုက်ရှယ်လောက်ရင်လည်းထုံးစံတာပါနော်လိုက်ရှယ်လောက်ရင်လည်းကျွန်တော်တို့မျှဝေပေးလို့ရတယ်နော်အာမနာနဲ့လိုက်ရှယ်လောက်ရင်လည်းကျွန်တော်တို့မျှဝေသွားလို့ရတယ်နော်အားနာစရာမလိုဘူးနော်ကဲမင်္ဂလာပါကဲဒီမှာကျွန်တော်ဆက်နဲ့ကဘယ်လိုချက်လာပြီစောကတ်ထိုးမှာစောကတ်ထိုးရင်တော့ပွင့်မှာဟိုနာဖြစ်တော့ကြာဟိုနာလေးဝင်မှာမဆက်ကိုသွားမယ်ချက်လိုက်ကြည့်မယ်ဆက်နှိုးမယ်အခုဒီမှာပြည့်ချက်ကပါတယ်ရှိလဲလို့ကျွန်တော်ဆိုင်ရပြည့်တဲ့ချက်မှာ result ကိုအရင်မချနဲ့နော်စင်စာရဲ့လောလောပေါင်းချက်လက်တွေကိုအရင်လာကြည့်ရင်ဟုတ်ပြီကျွန်တော်ဒီမှာ EOD ကသူက4-5 ဒလပဲရှိတယ်ဟုတ်နော် ECD အင်ဂျင်ပူချိန်တားတဲ့စင်စာကနော်အဲ့ဒါလေကျွန်တော်ကြည့်ရအောင်ဒါပြည့်ချက်ကောက်ဖို့ဒီမှာအောက်ဆီဂျင်စင်စာအလုံးမလောက်ဘူးနော်ဘာဖြစ်လို့အောက်ဆီဂျင်စင်စာကသူကပြည့်ချက်မလောက်လို့ ECD အင်ဂျင်ပူချိန်60 ဒီဂရီပြည့်မှသာလေဟိုသူကစပြီးလောက်ပြင်မှာနော်ဟိုက9ပဲရှိတဲ့တော့ကြောင့်သူကဘလို့မှအလုံးမလောက်ပြင်တော့သူကအနည်းဆုံးလောက်ရှိရမှာဆိုအနည်းဆုံး30 ဒီဂရီရှိရမှာအများဆုံး130အထိပဲတက်လို့ရမှာနော်အဲ့ဒါဆိုလို့ရှိရင်ပြည့်ချက်ကောက်တစ်ခုကျွန်တော်တို့တွေ့ရပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော် ECD စစ်ဖို့လုပ်ပြီနော်အဲ့ဒါဆိုရင် ECD စစ်ဖို့လုပ်ပြီဆိုရင်ကျွန်တော်ဘာလုပ်မဆိုရင်ကျွန်တော် ECD ကိုဖြောက်ကြည့်လိုက်မှာနော်ကျွန်တော်ကင်မရာနဲ့လေးနှိုက်ချလာမှာဒါဆိုရင်ဆက်လဲမြင်ရအောင်sorryသူကဒီလောက်ထိတက်ပြီးလို့မရအောင်နော်သူကအနည်းဆုံး30 ဒီဂရီရှိရမှာအခုက9ပဲရှိတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဘလုံးဝအဆင်မပြေအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ECD စင်စာကိုဖြောက်ရတော့မှာဒါ ECD စင်စာမကောင်းအောင်တော့
ဒါကြတော့အဖြစ်အတိအကျသိရပြီဒါဆို ECD စင်ဆာလဲပေးရတော့မှာနော်စင်ဆာကိုဆေးမယ်ဆေးလို့မရရင်လဲရတော့မှာโอเค就现在不你知道差不多呢那说明对嘛就现在我对嘛就ဒါကစားလာ ECD စင်တာဒါလည်းကြည့်လာဆောက်ကပါဖြောက်ကြည့်လာမှာဆောက်ကဖြောက်ပြီးရှိဒီဘလောက်တော့အင်ဂျင်ထဲမှာပြောင်းလာတယ်နော် short ဖြစ်နေတော့ပြောတာဒီမှာစင်တာလဲနဲ့ဒီကျ33ဖြစ်ပါပြီနော်ဒီမှာဟုတ်ပြီနော်ဒါအင်ဂျင်ထဲမှာမတက်ဆင်ရသေးဘူးဒီမှာပြောလားECD စင်ဆာမကောင်းရင်လည်း7ကမမှန်ဘူးเนาะပြောလာတော့ဒီမှာထုတ်လဲလာပြီဒီကျန်တက်လာပြီ33ပြည့်ပါပြီเนาะဒါသူရဲ့ပြည့်ချက်ကလည်းစစ်စစ်ပုံစစ်စစ်နေပြီเนาะဒါဆိုရင်ကျွန်တော်စင်ဆာချက်ပြန်ပြလာပြန်ပြချက်ပြန်တက်ကြည့်ပြောလာပြန်တက်လာပြီရှေ့လောက်တက်ပြီလားဒါသူကအနည်းဆုံး30ဒီဂရီရှေ့ရမှာနော်အများဆုံး130ထိတော့တက်လို့ရမှာဟုတ်ပြီဒါဆိုရင်ကျွန်တော်ပြန်ဖြတ်လာမယ်ဟုတ်နော်ပြန်ပြမယ်ဖြတ်မယ်အနောက်30ဒီမှာစင်ဆာပြန်ထည့်ပြမယ်ဟုတ်ဒီမှာစင်ဆာနော်ထည့်ပြမယ်ဟုတ်လားထဲလာနေတာ34ပြပါပြီအေးပူတွေတက်ပူနော်ဒါသူ့ရဲ့ပြည့်ချက်ကောက်လို့ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဒီညမှာတိုးတက်အောင်မြင်ကြပါစေ ECD လည်းထည့်ရင်လည်းအရေးသေးကောင်းတဲ့ ECD ထည့်ဖို့လိုပါတယ်နော်ဒီမှာကျတော့ Anderson နဲ့ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဒီညမှာတိုးတက်အောင်မြင်ကြပါစေ